ဒီဆိုင်ငယ်ကိုမြင်လိုက်တဲ့အခါဆက်ဆချင်းခံစားရတာကဘာများဖြစ်မှာတခါမှမြင်ဘူးတဲ့ပုံစံလားဒါမှမဟုတ်အမ်တန်ခန့်ညားတဲ့ဒီဇိုင်းခုလားဒီဆိုင်ငယ်ကတော့ဒုက္ခတွေဒီရပဲပါခရူဇာလို့ခေါ်တဲ့မျိုးစားတွေကဆိုင်ငယ်ဖြစ်ပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကတော့အခြားခရူဇာတွေနဲ့လုံးဝမတူပါဘူးနဂဘိုက်လိုမျိုးထိန်းချုပ်မောင်းနေရတာလွယ်ကူပြီးတော့စူပါဘိုက်လိုမျိုးအရှိန်အဟုန်ကလည်းပြင်းထန်လုံးပါတယ်ဒီနေ့ဒီဆိုင်ငယ်ကြောင့်ပြောပြတော့မှာဖြစ်ပါတယ်ဒုက္ခရီဒီယာဘဲမှာဒါအားကောင်းဆုံးအင်ဂျင်တွေတဲကတခုဖြစ်တဲ့ Duster Strata ဒါ DVD အင်ဂျင်ကိုအသုံးပြုထားပါတယ်မြင်းကောင်160D ဒါထုတ်လုပ်ပြီးတော့ဒါလမ်းမပေါ်မှာအကျန်းပဒံမြန်ဆန်စွာမောင်းနေနိုင်တယ်ဒါအပြင်ဒါလုံခြုံရေးအတွက် cornering ABS traction control နဲ့ Ducati wheelie control စတဲ့နောက်ဆုံးပေါ်နည်းပညာတွေလည်းပေါ်ဝင်ပါတယ်အန်အောစရာအကောင်းဆုံးအချက်ကတော့ Ducati ဒီယာဘဲမှာဒါထူးခြားတဲ့နောက်ဘိန်းပုံစံကိုအသုံးပြုထားပါတယ်နောက်ဘိန်းကရန်ကြီးမှပြီးတော့ဒါအကျယ်က240မီလီမီတာလောက်ရှိပါတယ်ဒါဒီဘိန်းကဘာအတွက်ရေးကြီးလဲဆိုတော့ဒါ cornering ခွေတာကိုဒါပိုကောင်းမွန်စေပြီးတော့လမ်းမပေါ်မှာဒါတည်တည်ငြိမ်ငြိမ်နဲ့ဂျုံကြီးစိတ်ချရမှုကိုပေးနိုင်လို့ပါပဲ2011ခုနှစ်မှာဒါ Ducati Diabe ကိုစပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်2011ခုနှစ်ကနေ2018ခုနှစ်ထိကဒါ first gen အနေနဲ့ထုတ်ခဲ့ပြီးတော့1198cc Duster Strata V-twin engine ကိုအသုံးပြုထားပါတယ်ဒီဇိုင်းပိုင်းက cruiser ပုံစံဥပဒါ sport bike လို့ performance တွေရမယ်ကြမ်းကြမ်းတက်တန်တီးထုတ်နိုင်စမ်းတွေကြောင့်လူကြိုက်များတဲ့ဆိုင်ကတစ်စီးဖြစ်ခဲ့ပါတယ်2019ခုနှစ်ကစလို့ဒါ second gen အနေနဲ့ထုတ်ခဲ့ပြီးတော့ဒီရပဲ1260ဆိုပြီးတော့နာမည်ပြောင်းလဲလိုက်ပြီလေဒီဇိုင်းပိုင်းပြောင်းလဲမှုတွေဒါ DVD engine ပြောင်းလဲမှုတွေနဲ့ upgrade များစွာနဲ့ထွက်လာခဲ့ပါတယ်ပိုပြီးကောင်းတဲ့ performance ဒါ master design တွေ Duster Strata ဒါ DVD engine ရဲ့ RPM လိမ့်မြင့်တွေမှာပိုကောင်းတဲ့ထိန်းချုပ်နိုင်စွမ်းတွေပိုကောင်းအောင်လှုပ်ဆောင်လာပါတယ်ဒါ DAV 1260 S နဲ့ဒါ HDAV ဆိုပြီးတော့မျိုးထွက်ခဲ့ပါတယ်HDAV ကဒါ2016ခုနှစ်ကနေထွက်လာတဲ့ပုံစံဖြစ်ပြီးတော့ second gen အနေနဲ့ဒါထွက်လာတဲ့အချိန် upgrade လုပ်ပြီးတော့ထပ်ထွက်ခဲ့တာဖြစ်ပါတယ်ဒုက္ခရီဆိုင်ငယ်ထဲမှာဒါ chain စနစ်အစားဒါ back drag ကိုစသုံးတဲ့ဆိုင်ငယ်လည်းဖြစ်ခဲ့ပါတယ်2000ခုနှစ်ကစလို့ဒုက္ခရီရဲ့ကိုပိုင် Duster Strata ဒါ engine ကနေပြီးတော့ V4 engine ပြောင်းပြီးတော့ထုတ်လုပ်လာပါတယ် Duster Strata ဆိုတဲ့နာမည်ကဒါ Italy စကားကနေယူထားတာဖြစ်ပါတယ်ဒုက္ခရီကလည်း Italy ထုတ်ကိုဒါချင်းမြောင်းတဲ့ဥကောင်းလို့အဓိပ္ပာယ်ရပါတယ်လေနဲ့စီကိုကောင်းကောင်းချိန်ညှိပေးမယ်စလင်နာကောင်းဒီဇိုင်းကိုတိတ်တိတ်ကြစ်ကြစ်ပြုတ်လုပ်ထားတဲ့ Ducati ရဲ့ L-twin engine နာမည်ဖြစ်ပါတယ်2000ခုနှစ်မှာတော့ဒါ L-twin 2 cylinder engine ကနေ cylinder 4ခုပါတဲ့ V4 engine ကိုပြောင်းလဲတက်ဆင်ခဲ့ပါတယ် V4 engine က cylinder 4ခုပါပေမဲ့ဒါအလွယ်ပြောရရင် cruiser တွေမှာအများဆုံးတွေ့ရတဲ့ဒါ V-twin engine ပုံစံကို double ဒါပိုကြီးလိုက်တာပါV-twin engine ကတစ်ဖက်တစ်ချက်စီမှာဒါ cylinder တစ်ခုစီပါတာကိုနှစ်ခုစီတက်လိုက်တဲ့သဘောပါပဲဒါကမြင်အောင်အလွယ်ပြောပြတာပါဒါပို့ပြီးတော့ powerful ဖြစ်မယ်အယုံဆွဲကောင်းမယ် inline 4 engine ရဲ့ performance ပုံစံအတိုင်းကျမ်းမာရမှာဖြစ်ပါတယ်ဒါပေမဲ့ exhaust တန်ကဝူဒူဒူတန်ထွက်တော့ရမှာမဟုတ်ပါဘူးဒီလိုတန်ထွက်ပါLamborghini နဲ့ပေါင်းပြီးတော့ဒါထုတ်လုပ်ထားတာတွေလည်းရှိပါတယ် Ducati တဲကမှာ Street Fighter V4 ဒါ particularly ဒါ V4 ဆိုင်ကတွေကလည်း Lamborghini နဲ့ပေါင်းပြီးတော့ထုတ်လုပ်ထားပါတယ်အခုနောက်ဆုံးထွက်ဒါ Ducati Diabe ဆိုင်က Diabe V4 V4RS ဆိုပြီးတော့ထုတ်လုပ်ထားပါတယ်1158cc 90 degree V4 engine ဖြစ်မယ်မြင်းကောင်ရေ168ထုတ်လုပ်ပေးနိုင်မယ်ဒါ top link အားကလည်း126 Nm ရှိမှာဖြစ်ပါတယ်2.5 စက္ကန့်နဲ့0 to 100 km ကိုပြင်းနိုင်မှာဖြစ်ပါတယ်တနအီကို155မိုင်မြင့်ဆုံးတီးထုတ်နိုင်အောင်ပါဓာတ်ဆီတကားလံကိုတော့38မိုင်ဝန်းကျင်မောင်းနေနိုင်မှာပါTFT color display တိုင်ခွန်းနဲ့ဖြစ်ပြီးတော့ quick shifter ဒါ traction control wheelie control ABS brake စနစ်ပြင် riding modes များစွာလည်းပေါင်းပါတယ်2025 Ducati Diabe V4 ဆိုင်ငယ်ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုရင်3900ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်ဒါဒီမြန်မာနိုင်ငံရောက်ဆိုလို့ရှိရင်တော့အခွန်ကြီးပိုကြေးတီကြီးနဲ့ဒါ3900ဈေးထက်ပို့နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒါဒီဈေးထဲမှာ Ducati ဒါ Diabe V4 ကိုရွေးချယ်ပြင်မလားအခြားဘယ်ဆိုင်ငယ်မျိုးသားကိုရွေးချယ်ပြင်မလဲဆိုတော့ comment မှာပြောပြခဲ့ကြပါဦးခင်ဗျာဒါအရင်ပုံမှန်ငွေဈေးနဲ့ဆိုရင်ဒါ Ducati 2025 Diabe ဆိုင်ငယ်က3300ဝန်းကျင်သာကျတ်တယ်မှာဖြစ်ပါတယ်ဘလို့မ